ညာကြီးအချိန်မတော့ရွာတောင်ဖျားကဥလူဘောရဲ့အိမ်မှာတော့လူတွေစီကားနေပါတယ်စီကားရတဲ့အကြောင်းရင်းကဝမ်းနည်းစရာပါပဲဥလူဘောရဲ့တမီအကြီးမှာမတ်မြင့်ရီတယောက်မွေကြိုက်ခံရလို့အစိတ်တက်တေဆုံးသွားလို့ပါပဲဒါပေမဲ့ဒီတေဆုံးမှုကရိုးရိုးသားသားမွေကြိုက်တာလားဆိုတာတန်တရားဖြစ်เสียရရှိနေပါတယ်ဥလူဘောဆုံးပြီးကြတဲ့ကအိမ်မှာကမတ်မြင့်ရီနဲ့မတ်မြင့်ကြီးညီမနှစ်ယောက်ပဲကြံခဲ့တာပါသူတို့မှာကိုဝင်းတောင်းဆိုတဲ့အကိုတယောက်ရှိပါတယ်လုံခဲ့တဲ့၄နှစ်ကလေးကမွေကြိုက်ခံရတော့ဆုံးပါသွားခဲ့ပါပြီအဲ့ဒီတုန်းကလည်းနေဝင်ရည်တရောအချိန်ကြီးမှာပဲဖြစ်ခဲ့တာပါပြဿနာရဲ့အစကတော့အမွေကိစ္စပါပဲကိုဝင်းတောင်းရဲ့ဇနီးမရင်ထွေးကအပြိုကြီးညီမနှစ်ယောက်နဲ့လုံးဝမတည့်ကြပါဘူးရောက်ခမဥလူဘောဆုံးပြီး6လအကြာမှာတော့မရင်ထွေးကသူ့ယောက်ျားရတဲ့ရတိုက်တဲ့အမွေတွေကိုလာတောင်းပါတယ်မမြင့်ကြီးတို့ညီမကတော့ဒင်းကိုငါးပြတ်တစ်စိတောင်မပေးနိုင်ဘူးဆိုပြီးပြက်သားသားညင်းဆိုခဲ့တယ်လို့ကျေးရွာဥက္ကဋ္ဌရှေ့မှာအကြီးကျယ်ရံပြစ်ခဲ့ကြတာပါအဲ့ဒီနေ့ကဥက္ကဋ္ဌအိမ်ကအပြန်လမ်းမှာမရင်ထွေးကပြောခဲ့တဲ့စကားတစ်ခွန်းရှိပါတယ်နင်တို့မောင်ပိုင်စီးထားတဲ့ပစ္စည်းတွေကိုတေးရယူသွားနိုင်မလားကြည့်ကြသေးတာဗောတဲ့အဲ့ဒီစကားကတာမန်စကားမဟုတ်ပါဘူးတေမင်းရဲ့ကမ်းလှမ်းချက်ဖြစ်နေမယ်လို့ဘယ်သူမှမထင်ခဲ့ကြပါဘူးမမြင့်ကြီးတေးဆုံးခဲ့တဲ့ညကအချင်းတွေကိုမမြင့်ကြီးကပြန်ပြောပြတာကကြောက်เสียကြီးပါအဲ့ဒီညကမမြင့်ကြီးအိတ်မပြောပဲပဒင်းပေါက်ကနေကြည့်နေတော့ပြာလက်မီးလုံးတစ်လုံးကောင်းငင်ကနေသူတို့ခြံထဲကိုထိုးဆိုင်ကြလာတာကိုမြင်လိုက်ရပါတယ်ခဏကြာမှတော့အိမ်သာသွားတဲ့အမဖြစ်သူမရင်မင်းရဲ့အော်ဒါကိုကြားလိုက်ရပြီးတွားကြည့်လိုက်တဲ့အခါမှာတော့စပယ်ယုံနားမှာမမြင့်ကြီးကလဲကျနေပါပြီတတိလက်ခါနီးမှာမမြင့်ကြီးပြောသွားတာကငါ့ကိုဘာကောင်ကြိုက်သွားတာလဲမသိဘူးတဲ့ရွာကလူငယ်တွေခြံထဲကိုဓမီတွေနဲ့ရှာကြပေမဲ့ကြိုက်သွားတဲ့မွေကိုတော့လုံးဝအစအနရှာမတွေ့ခဲ့ကြပါဘူးမမြင့်ကြီးကတော့ခြံစည်းရိုးမှာမရင်ထွေးရဲ့ကိုလုံးကိုဖန်နဲ့တူတဲ့အရေးတစ်ခုကိုမြင်လိုက်ရတယ်လို့အကြီးစာကြီးကိုတိတ်တိတ်လေးရင်ခွင့်ရှာပါတယ်ပိတ်သက်တို့ကြီးတကယ်တော့မရင်ထွေးဟာရိုးရိုးမိန်းမမဟုတ်ပါဘူးသူဟာအလွန်လှုပ်ဝက်တဲ့စုံးမတစ်ယောက်ပါသူ့ရဲ့ပထမဆုံးယောက်ျားရောဒုတိယယောက်ျားကိုဝင်းတောင်းရောဟာမရင်ထွေးစုံးတောက်စားတာကိုသိသွားလို့တက်ခံခဲ့ရတာပါအခုလည်းမမြင့်ကြီးကိုတက်ပြီးပါပြီနောက်ထပ်မမြင့်ကြီးကိုထပ်တက်ဖို့သူ့အိမ်မှာအစီရင်တွေလုံနေတာပါမရင်ထွေးကကိုပြောက်ပြီးပြလဲမီးလုံးအသွင်နဲ့မမြင့်ကြီးရှိရရွာတောင်ဖျားကိုပြန်တန်းသွားပါတော့တယ်အကြီးစာကြီးကတော့သူ့တူမကိုစိုးရင်တာနဲ့အစင်နိုင်ကိုရင်လေးလို့ကြော်ကြားတယ်ကိုရင်နန္ဒီရက်ကိုတွားရောက်ပေးဆောင်လာခဲ့ပါတယ်သူတို့ရွာပြန်ရောက်တဲ့အချိန်မှာတော့မမြင့်ကြီးဟာတာမန်လူမဟုတ်တော့ပါဘူးမျက်လုံးတွေကပြူးကျဲပြီးသပင်တွေကဖားရနဲ့အင်းပက်ပေါ်ကထမင်းဟင်းတွေကိုအငန်းမရစားနေတာပါကိုရင်လေးကသိလိုက်ပါပြီဒါဟာတာမန်ပယောကမဟုတ်ပါဘူးကိုရင်လေးကဆေးရည်တွေနဲ့စစ်ဆေးလိုက်တဲ့အခါမှာတော့မမြင့်ကြီးကိုယ်ထဲမှာပူးကပ်နေတာကတခြားလူမဟုတ်ပဲဆုံးပါသွားတဲ့အကိုဖြစ်သူကိုဝင်းတောင်းဖြစ်နေပါတယ်ကိုဝင်းတောင်းရဲ့ဝိညာဉ်ကငိုယိုပြီးပြောပြတာကကျွန်တော်ကိုရင်ထွေးတာတတ်ခဲ့တာပါသူကဆုံးမမှန်ကျွန်တော်တိသွားလို့ပါအခုလည်းမြင့်ကြီးကိုထပ်တက်ဖို့ကြံစီနေပြီကြကြပါဦးနဲ့ကိုရင်လေးကမရင်လေးကိုဆင့်ကော်လိုက်တဲ့အခါကောင်းငင်ကနေမီးလုံးကြီးကျလာပြီးစပယ်ယုံနားမှာမရင်ထွေးဟာရုပ်ချင်းလာပြပါတော့တယ်မရင်ထွေးလည်းမလျှော့ဘူးဗျသူ့ရဲ့စုံးပညာနဲ့မြေပြင်ကဒုတ်ချောင်းတွေကိုမွေဆိုးတွေအဖြစ်ပြောင်းလဲပြီးကိုရင်လေးကိုကြိုက်ခိုင်းတော့တာပါပဲဒါပေမဲ့ကိုရင်လေးကအေးဆေးပါပဲမူလပြန်ဟေ့လို့ဂါထာကိုရွတ်လိုက်တဲ့အခါမွေဆိုးတွေဟာတာမန်ဒုတ်ချောင်းတွေပြန်ဖြစ်သွားပါတယ်နောက်ဆုံးမှာတော့ကိုရင်လေးကဆံမန်းတွေနဲ့ပတ်ပြီးမရင်ထွေးရဲ့စုံးပညာတွေကိုအကုန်အစင်နှုတ်ယူလိုက်ပါတော့တယ်မရင်ထွေးကပညာတွေအနှုတ်ခံရလို့နွမ်းလှည့်ရပြီးမိမျောသွားခဲ့ပါတယ်သူ့ကိုရွာသူကြီးစီအံ့နံပြီးတော့ထိတ်တုံးခတ်ထားလိုက်ကြပါတော့တယ်နောက်တစ်နေ့မနက်မှာတော့ထူးဆန်းတဲ့တဲ့တစ်ခုထွက်ပေါ်လာပါတယ်ရွာလူကြီးကထိတ်ထုံးခတ်ထားတဲ့မရင်တွေကိုစားစရာသွားပေးတဲ့အခါမှာတော့မရင်တွေဟာမိကြိုက်ခံရလို့တေဆုံးနေတာကိုတွေ့လိုက်ရတာပါပဲသူတို့ဘာကိုငွေနဲ့တိုက်တက်ခဲ့တဲ့ဆုံးမဟာနောက်ဆုံးမှာတော့သူ့ရဲ့ဝစ်ကျွေးတွေအတိုင်းငွေကြိုက်ပြီးပဲဇက်သိန်းသွားခဲ့ရပါတော့တယ်မမြင့်ကြီးကတော့ကိုရင်လေးရဲ့တရားစကားကြောင့်လောဘကိုစွန့်ပယ်ပြီးအမွေပစ္စည်းတွေကိုဒါနပြုဖို့ဆုံးဖြတ်လိုက်ပါတော့တယ်